အောင်ပွင့်မဲ့ဖျားဆယ်စုစင်းနဲ့တို့ဖျားများထဲမှာထူးခြားသောဖျားသုံးစုကြောင်းကိုပြောပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဖျားဆယ်စုအရိမတီယာဖျားအစီတာယဟန်ရာမတန်ဗုဒ္ဓဖျားဥတ္တရာမဂုံသေးမင်းသားဓမ္မရာဇာဖျားပတိနတိကောတလာမေဓမ္မတာမိဖျားအဘိဗုနမေနာရဒဖျားစန္ဒနီပုံနာရန်တိမုနိဖျားအတူရိနမေဒေဝဖျားသူပါလူလေနရတယဖျားဝေဒယံပုံနာတိတ်တမုနိဖျားနာထဂိရိစင်မေသူမင်္ဂလာဖျားပါလာလေယစင်မင်းတို့ဖြစ်လေတယ်ထို့ဖျားဆယ်စုတွင်ထူးခြားသောဖျားသုံးစုမှာအရိမတီယာဖျားရာမတန်ဗုဒ္ဓဖျားနဲ့ရန်တိမုနိဖျားတို့ဖြစ်လေတယ်ထို့ဖျားရှင်သုံးစုခေတ်တွင်တူညီသောယာများမှာနံပါတ်1နိညာဟူ၍မရှိခြင်းအမြဲလင်းထိန်နေခြင်းနံပါတ်2ဘုရား၏ရုပ်ပုံတော်မျက်နှာတော်အားစပုတကျွန်းလုံးမြင်တွေ့နေရခြင်းနံပါတ်3စပုတကျွန်းလုံးဘုရား၏အတန်တော်အားကြားနေရခြင်းနံပါတ်4လူတို့သည်ချက်ပြုတ်စားတောက်စရာမလိုခြင်းနံပါတ်5အစားအသောက်အဝတ်ထဲရွှေငွေဥစ္စာတို့သည်ပရိသတ်ပင်လူလျောက်ပေါက်၍ထိုပရိသတ်ပင်မှာအလိုရှိသမျှယူဆောင်နိုင်ခြင်းနံပါတ်6ကျွတ်တန်းဝင်မိသူမရေမထွက်နိုင်အောင်များပြားခြင်းနံပါတ်9ရှိသမျှလူတို့သည်နတ်တမြချုံမောလာပါခြင်းနံပါတ်10အပေကြမိသူမရှိခြင်းနံပါတ်9ရောဂါဗျာမရှိခြင်းနဲ့နံပါတ်10ထိုဖျားရှင်များအားစပုတကျွန်းလုံးကတယောက်မချမ်းအောင်စွန့်ကပ်ဖူးကြမိဖြစ်ခြင်းတို့ဖြစ်လေတယ်ဓမ္မမိတ်ဆွေပေါင်းတို့လည်းဒါနသီလနှစ်ဖြာသောလူရန်စောက်တည်မှုတို့ကိုပြုလုပ်ပြီးတော့ထိုဖျားသုံးစုခေတ်တွင်လူဖြစ်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သရင်းနဲ့ကျွန်တော်ပြောတဲ့အကြောင်းအရာလေးကိုဒီမှာရင်ပဲညီကုန်းချိုးလိုက်ပါစီခင်ဗျာစုံဒီနာဆင်ပေးခဲ့ကြလို့ဓမ္မမိတ်ဆွေများအားလုံးလည်းရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ